ထောင်ဆိုးရင်ကျက်တလိပ်ကတ်တက်တဲ့သူတွေရာသီဥတုပူလို့အစားအသောက်ပြတ်နေတဲ့သူတွေအတွက်စိတ်သက်သက်ချိုတူတူအရသာရှိတဲ့ဂွေးတောက်ဖူးကြော်တဲ့နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ကြက်သွန်နီပပလှီးပြီးပဇွန်ကြောက်ကလေးကိုထောင်းထားပါမယ်။စတီးတဲ့အိုးကိုအပူပေးပြီးပူလာရင်မီးကိုလျှော့ချပြီးတော့မှစီကိုထည့်လိုက်ပါမယ်။စီပူလာတဲ့အထိမစောင့်မဲမီးအေးလေးနဲ့ပဲကြက်သွန်နီပပလှီးထားတာလေးကိုစီသက်ပေးရပါမယ်။ကြက်သွန်နီလေးနွမ်းလာပြီဆိုရင်စနွင်းလေးနည်းနည်းထည့်ပြီးတော့စနွင်းနဲ့အစိမ်းနဲ့ပျောက်သွားအောင်မှွေပေးထားပါမယ်။အနံလေးမှွေးလာပြီဆိုရင်ထောင်းထားတဲ့ပစွန်ချောက်လေးတွေကိုထည့်ပြီးခတ်မှွေပေးထားပါမယ်။မီးအေးအေးလေးနဲ့စီငွေ့မပြန်စေပဲစိတ်ရှည်လက်ရှည်စီးသက်ပေးထားပါနော်။ပစွန်ချောက်အနံ့လေးမှွေးလာပြီဆိုရင်ရေကိုတေချာပြောင်းပြီးတော့တန့်နေအောင်ဆေးထားတဲ့ဂွေးတောက်ဖူးလေးတွေကိုထည့်လိုက်ပါမယ်။ဂွေးတောက်ဖူးရဲ့အရသာကဂွေးတောက်ရွက်ထက်ကိုအခါပေါ်ပြီးချိုစိမ့်တဲ့ဘက်ကိုသွားပါတယ်။ဂွေးတောက်ရွက်ထက်လည်းပိုပြီးတော့နူးညံ့တဲ့အတွက်အစာလည်းကြည်လွယ်ပါတယ်။ဂွေးတောက်ဖူးလေးတွေနွမ်းစားပြုတ်လာပြီဆိုရင်အချိုအရသာအတွက်24နာရီကြာအောင်ပြုတ်ထားတဲ့ကြက်ရိုးပြုတ်ရည်လေးနည်းနည်းထည့်ထားပါမယ်။ကျမရည်နဲ့ညီညွတ်တဲ့ပန်းရောင်ကြောက်စားလေးကိုလည်းခတ်ထားပေးပါမယ်။မီးအေးအေးလေးမှာဆက်ပြီးတည်ထားတဲ့အခါမှာဂွေးတောက်ဖူးလေးရဲ့ကတွင်းရှင်းနဲ့ချိုတူတူအရသာနဲ့ပစွန်ချောက်နဲ့အယိုးပြုတ်ရည်တို့ရဲ့ချိုတဲ့အရသာပေါင်းဆက်ပြီးတော့ထူးခြားတဲ့အရသာလေးပေါ်လွင်လာပါလိမ့်မယ်။ရေခမ်းပြီးဂွေးတောက်ဖူးလေးတွေဣသွားပြီဆိုရင်တော့အဆက်မစားတဲ့သူတွေအတွက်အရင်တဝက်ကိုဖယ်ပြီးတော့ခတ်ထားလိုက်ပါမယ်။ကြက်နဲ့တဝက်ကိုတော့အိုးတစ်ဖက်မှာကတ်ထားပြီးတော့ငရုတ်သီးခွဲချမ်းဖက်ကလေးတွေကိုစီနည်းနည်းနဲ့အစိမ်းနှံပြောက်အောင်စီတက်ထားလိုက်ပါမယ်။ပြီးရင်တော့အားလုံးကိုရောသမမှွေပြီးကြက်ပြုတ်ရည်လေးနည်းနည်းထပ်ထည့်ပါမယ်။အရသာတွေအထဲအထိနှံ့သွားအောင်ခဏထားလိုက်ရင်တော့အရန်ကိုစားလို့ကောင်းတဲ့ဂွေးတောက်ဖူးကြော်ကလေးရပါပြီရှင်။နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်။